လို့ခင်ဗျာမေတော်ကြီးကျမကြီးအတွက်စေလူဒါနအလူကပြည့်ရခြင်းဖြစ်ပါလေခင်ဗျာမိမိတို့၏သက်စွာရှိသလောက်စေတနာရှိသလောက်ပါဝလူသားမိသားပါရာလေးစားစွာဖြင့်အတိပေးအပ်ပါခင်ဗျာမိသားပါရာလေးစားစွာဖြင့်အတိပေးအပ်ပါခင်ဗျာမေတော်ကြီးကကျော်တော်ကြွားတော့နန်းပြန်ကြွားရဲမေတော်ကြီးကပြန်ကြွားရဲဆရာတော်ကထိုင်းနိုင်ငံရောက်နေမေတော်ကြီးတိုက်တယ်အမြဲတမ်းဒီနာမှာစောက်ချောက်ပြီးတဲ့ဒီပါပေါ့နော်ဒီပါရဲ့မြတ်တာသာသနာ့ပေါ်မှာအမြဲတမ်းဒီကိုစိတ်ချလို့စောက်ချောက်ပြီးတာဖြစ်ပါလေဒါမှမေတော်ကြီးရဲ့ဆေးဖို့ပေါ့ကျမကြီးအတွက်ပေါ့ဒီနေ့ကစစ်ဆေးရတော့ဦးဇင်းတို့ပတ် 4,000 ကျော် 6,000 လောက်ကုန်တယ်ပေါ့ဒါမှတနေ့တစ်ခါဦးဇင်းတို့ပြပါလေဒီကဘယ်နဲ့ပဲကြွားမေတော်ကြီးကအများဒီပေဒီဆရာတော်ကကိုကိုမေတော်ကြီးအတွက်လူသားပေးလိုက်ပါပြီအားလုံးတာဓုသ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 ာဓုဘောဂတကတော့ချိုးဖြင့်ညညာဖြတ်ကတော့ပြကြပါရာလေးစားစွာဖြင့်အတိပေးအပ်ပါရခင်ဗျာဘုရားတန်ခါယရနာမြတ်သုံးပါးကိုဥပိ္ပံစင်တည်းဘောဂကာယကံဝစီကံမနောကံသဗ္ဗဒေါသခတ်သိမ်းသောအပြည့်တို့ကိုကြောက်ပါစေခြင်းအကျိုးကံပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရနာတရားယရနာသံဃာယရနာယရနာများတောဖာတို့နှင့်တကွာမိဘဆရာသမားတို့အားအယုအတိအလေးအမြတ်ထိုက်ပူဇော်သိပူဇော်ထိုက်တော်မူသောလောကတစ်ခွေလုံးမှာနတ်လူတို့၏ကိုယ်ကိုယ်ရာအဖြစ်ဖြစ်တော်မူသောဘုရားအမြတ်ဆုံးယတနာလောကတစ်ခွေလုံးမှာနတ်လူတို့၏ကိုယ်ကိုယ်ရာအဖြစ်ဖြစ်တော်မူသောတရားအမြတ်ဆုံးယတနာလောကတစ်ခွေလုံးမှာနတ်လူတို့တောင်းမှုကုသိုလ်ကံစေတနာတတ္တပညာဝိရိယတို့ကြောင့်အနိဋ္ဌဘေးဒံယမခတ်သိဘဝတိုင်းကျင်းလွတ်ငြိမ်းရကုန်သည်ဖြစ်၍ဒါနသီလသမာဓိပညာကျင့်ပေါ်ရာတရား၄ပါးနိတိကန္တသုတ်တန်လာတရားဒေသနာတော်များတို့ကိုဘဝမချာကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြသဖြင့်ဒုက္ခခတ်သိချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့ရလွယ်ရောက်လွယ်မျက်မှောက်ပြည့်လွယ်နိုင်ကြသည်ဖြစ်ကြပါစေဆရာတော်ပြီးတဲ့ဆုနဲ့ပြပါစေခင်ဗျာအဟံဗန္တိအဟံ